မင်္ဂလာပါကျွန်တော်တို့ဒီနေ့ Creo သင်ခန်းစာလေးမှာတော့ဒီမှာ spring ကို flexible spring လို့ပဲပြောမှာသို့မဟုတ် spring လေးတစ်ခုဆွဲထားပြီးတော့ dimension ကို variable လုပ်လို့ရတဲ့ spring တစ်ခုလေးကျွန်တော်ဆွဲပြမယ် variable dimension လုပ်လို့ရတဲ့ spring ပေါ့ဒီမှာဆိုရင်အဓိကထားမှာ variable length ပေါ့နော် variable length spring လို့ပဲပြောမှာပေါ့နော် variable length spring ကျွန်တော်တို့ဒီမှာ spring တစ်ချောင်းမှဆွဲလိုက်မယ်ဟိုကတော့100နဲ့100 total length ရှိအောင်ဆွဲလိုက်မယ်အဲ့ဒါကိုမှ80ဒီမှာဒါဆို80ထားလိုက်မယ်ဒါဆို150ထားလိုက်မယ်အဲ့လိုမျိုးပေါ့နော်တကူဆွဲတယ်နဲ့ကျန်တဲ့ဥစ္စာပဲရတဲ့ဟာမျိုးကိုကျွန်တော်ဆွဲပြသွားမယ်အဲ့တော့ကျွန်တော်ဒါလေးကိုဆွဲကြည့်ကြမယ်အဲ့တော့ plane for လိုက်မယ်ဒီမှာ a လေးပေါ့နော် a လေးကိုကျွန်တော်တို့ဒီမှာ a လေးကျွန်တော်လုပ်ချင်တာဒီမှာ a လေးလုပ်ချင်တာဖြစ်တဲ့အတွက်နော် right ရယ် front ရယ်ကိုကျွန်တော်ယူလိုက်မယ်အဲ့ဒါဆိုရင်ဒီမှာလည်းမပေါ်လာပြီပို့ပေးလိုက်ပြီနော်ဒီမှာ a လေးမပေါ်ရင်ဒါကိုပေါ်ပေးလိုက်ဆို a လေးပေါ်သွားပြီဒီမှာ a1 ဆိုတာဖြစ်တယ်နော်ကျွန်တော်ဒါရေမလို့ခြင်းဆိုတော့ဒါကိုကျွန်တော်ဖြောက်လိုက်မယ်ဒါရေကျွန်တော်က default နဲ့လုပ်ထားဖြစ်တယ်အဲ့တော့ဒီ a လေးပေါ်လာပြီဒီ a လေးပေါ်လာရင်ရပြီပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့နော်ဒီ plane ကို top plane ကိုယူလိုက်မယ်ပြီးတော့ဒီမှာယူလိုက်မယ်ဒီမှာ plane တစ်ခုထပ်ပြီးတော့ဖွဲ့လိုက်ပါနော်တရားလုပ်လိုက်မယ်တရားလုပ်လိုက်မယ်ပြီးတော့ဒီမှာ property မှာ name မှာကျွန်တော်ဗာလုပ်လိုက်မယ်ဆိုတော့ spring length ပေါ့နော်ဘောင်းဆိုရင်တော့ဒါကိုပြီးရင်ရှင်းပြမယ် spring length လုပ်လိုက်မယ်နော်အဲဒါဆိုရင်ဒီမှာ spring length ဆို plane တစ်ခုဖြစ်သွားပြီ okay အဲ့ဒီပြီးရကွာကျွန်တော်ဗာလုပ်မယ်ဆိုတော့ helical sweep လုပ်မယ် helical sweep နော် helical sweep လုပ်မယ်ဒီမှာ heli program ဘယ်ရောက်ဆက်မလို့ define နေတော့ plane ပေါ့နော် plane ကိုကျွန်တော်ဒီမှာ front plane ကိုယူလိုက်မယ်နော် sketch လုပ်လိုက်မယ်လုပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် line ဆွဲလိုက်မယ်ရနေပြီးတော့ဒီကြီးပေါ့နော်ပြီးရအခါမှာကျွန်တော် dimension လို့ပေါ်နေတယ်အဲ့တော့ dimension ပေါ်နေတော့ကျွန်တော်ဒါကို90လို့ပြလိုက်မယ်နော်50 okay ပြီးတဲ့အခါမှာကျွန်တော်ဗာလေးလုပ်မယ်နော် dimension တက်မယ် dimension ပြတက်မယ်နော်ဒီကနေဒီအဲ့ဒါကိုကျွန်တော်ဘယ်လောက်ပဲယူလို့ဆိုတော့ 1.5 နော်1.5 မဟုတ်နဲ့ဒါလေးကိုကိုယ်အလိုကြပါနော်ဟိုတက်နိုင်တယ်နော်1.5ရလို့မဟုတ်ဘူးပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီဟာကိုလည်း dimension ပေးမယ်ဒီကနေပြီးတော့ဒီကို dimension ပေးမယ်အဲ့ဒါကိုကျွန်တော်ဘာလို့ဆိုတော့ညီပေးမယ်ဒီ 1.5 လေးဒါလေးညီပေးမယ်နော်ရပြီကျွန်တော်အပ်ပြအောင်ကျွန်တော် point လေးလုပ်မယ် point ကိုအားလုံးကမလုပ်ဘူး4ခုလုပ်မယ် point 1 2ဆိုတော့ဒီမှာ3 4ပေါ့နော်4ခုလုပ်ပြီးတော့ကျွန်တော်ဒီမှာဒါလေးကို dimension ပေးမယ်ဒါကို5လို့ပေးလိုက်မယ်ဒါကိုလည်း5လို့ပေးလိုက်မယ်ဒီကနေဒီကိုကျွန်တော်5လို့ပေးလိုက်မယ်5လို့ပေးလိုက်မယ်နော်ပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာတခုရှိနေမယ်ဒီနားဟောကြကျွန်တော်ဒီနားဒါလေးပဲလုပ်ချင်တာဖြစ်တဲ့အတွက်အားလေးကိုလည်းလိုလေးတက်ပေးလိုက်မယ်ဒီ point ရယ်ဒီ point ဆိုတက်ပေးလိုက်မယ်နော်ပြီးတဲ့အခါမှာကျွန်တော် equal ပေါ့ဒါလေးဒီ 5 ရယ်ဒါရယ်ညီရယ်ဆိုတက်လိုက်မယ်ပြီးတော့ equal ပေါ့နော်ဒီ5ရယ်ဒါညီရယ်ဆိုတက်လိုက်မယ်နော်အဲဆိုရင် e1 e2 e3 ဆိုပြီးဒါရလာပြီနော်ရတဲ့အခါမှာဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒါကိုထွက်လိုက်မယ်နော် okay လိုက်မယ် okay လိုက်ပြီးတော့ကျွန်တော်ဒီမှာဆိုရင် sketch မှာ circle ဆွဲမယ် circle အဲ့ဒါကို diameter 5နဲ့ပဲပြင်မယ် diameter 5ပေါ့နော်အဲ့ဒါကိုကျွန်တော် okay လိုက်မယ်အဲ့ဆိုရင်ဒီ view လေးထွက်လာပြီထွက်လာပြီးမှကျွန်တော်ဒီ point တွေကိုဘာလို့လုပ်မှာလဲဆိုတော့ point တွေကိုကျွန်တော် page မှာထည့်မယ် page ကကျွန်တော် page ထည့်မယ်ဆိုရင်သူ့ရဲ့ဒီမှာဒါဆိုရင်သူက constant page နဲ့ပဲဖြစ်နေနော် constant နဲ့ပဲဖြစ်နေဟုတ်ပြီ add page ဆိုရင်နောက်တစ်ခုက stack ကဒီကစပြီးတော့ add ဒီမှာ add နေနော်အဲ့ဒါကိုဆိုတော့ဒီမှာကျွန်တော်က point က4ခုရှိတယ်1 2 3 4ခုရှိတာပြည့်တယ်နောက်တော့4ခုထပ်တယ်1 2 3 4ပေါ့နော်4ခုထပ်တယ်မယ်ဒီမှာ step point နဲ့ end point ကိုရှင်းတယ်ဒါကိုလည်း step point ကိုလည်း5လို့ထားလိုက်မယ်နော်5 end point ကိုလည်းကျွန်တော်5လို့ထားလိုက်မယ် end ထားလိုက်မယ် point 3ပေါ့ point 3ကျွန်တော်ဘယ်ဟာယူလို့ဆိုတော့ဒီနားဟောင်းယူမယ်နော် point 3ဆိုတော့ကျွန်တော်ဗားလိုက်ဆိုတော့ value ကို reference ပေါ့နော်အဲ့ဒါကိုဒီမှာ point 3ကိုဒါယူလိုက်မယ်ယူလိုက်ပြီးတော့မှကျွန်တော်ဒီမှာကိုဘာလုပ်ရမလဲဆိုတော့5လို့ရေးလိုက်မယ်အဲ့တော့ကျွန်တော်5ပြင်မယ်အဲ့ဒါဆိုရင် point 3ကလည်း5ပြင်မယ် point 4ပေါ့ point 4ကိုလည်းကျွန်တော် reference ပြင်မယ် point 4ကဘာပြင်မလဲဆိုတော့ point 4ကဒါလေးပြင်မယ်နော် point 4ကဒါပြင်မယ်အဲ့ဒါကိုမှကျွန်တော်ဘာယူလို့ဆိုတော့ဒါကို25နော်ဒီလိုပြသွားပြီပြီးတော့ 0.5 ပါနော် 0.5 ကိုကျွန်တော်ဘယ်ဟာယူလို့ဆိုတော့ဒီမှာ reference လုပ်ရမယ်အဲဆိုရင်ဒါလေးကိုယူမယ်နော်အဲ့ဒါလေးယူရမယ်ပြီးရင်ဒါကို25အပေါ်က 0.4 တိုင်းပဲ25လို့ယူရမယ်ပြီးရင်ဒီမှာ 0.6 ပေါ့ 0.6 ကဘယ်ဟာကျန်လို့ကျွန်တော်ဒါလေးကျန်နေမယ်အဲ့ဒါလေးကိုယူလိုက်မယ်ပြီးရင်ဒီမှာဒါလေးကိုကျွန်တော်တို့5လို့ယူလိုက်မယ်နော်5လို့ယူလာဆိုဒါလေးရိုင်းလေးကလေးဖြစ်သွားပြီ okay ပြလိုက်ပြီနော်အဲ့ဆိုရင် spring လေးကကျွန်တော်လူရပြီအဲ့လိုရပြီရတဲ့အခါမှာကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအပေါ်မှာဒါပိုးနေရှိတယ်ဒီမှာဒီ plane ရဲ့အပေါ်မှာဒါလေးပိုးနေအဲ့ဒါကိုဖြတ်ထုတ်မယ်
အဲ့ဒါဆိုဒီမှာဒီဥစ္စာရောပြီးတော့ solidify ဆိုပြီးတော့ကျွန်တော်ဒီမှာ remove material ရှိရဲ့အဲ့ဒါဆိုရင် okay လိုက်မယ်ပြီးရင်ဒီ top plane ကိုယူလိုက်မယ် top plane solidify ကိုယူလိုက်မယ်အဲ့ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားပြီအဲ့ဒါဆိုရင်အောက်ကိုပေးလိုက်မယ်ကျွန်တော် remove material လုပ်လိုက်မယ် okay လိုက်ပြီနော်ဒါဆိုရင် spring တခုပြီးသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုဒီမှာ spring line ဆိုတာရှိရဲ့အဲ့ spring line ကိုဒီမှာ dimension ဆိုတာပေါ်လိုက်မယ်ဒါလေးပေါ်လာပြီပေါ်လာကျွန်တော်ဒါလေးကို double click နေလိုက်မယ် double click နေလိုက်မယ်နေလိုက်ဒီလိုပေါ်လာပြီအဲ့ဒါဆိုရင်ဒီမှာသူကဘာလုပ်လဲဆိုတော့ဒီမှာ name ရှိတယ်အဲ့ဒါကိုကျွန်တော်ဘာပြောင်းလိုက်မလို့ဆိုတော့ spring height ပေါ့နော်ဒီမှာ spring height လို့ပြောင်းလိုက်မယ်ပြောင်းမယ်ကျွန်တော်ဒီမှာဆို dimension တက်မှာရှိတယ် dimension တက်မှာဆို dimension တက်ကိုဒီမှာ dimension 100လို့ပြနေဒီ d ကိုပြနေပြီအဲ့ဒါကိုကျွန်တော်ဒီမှာ s လို့ပြောင်းကြည့်လိုက်မယ်နော် s ပြောင်းလိုက်ဒီမှာ spring height ပဲဖြစ်သွားပြီနော်ဒီမှာဘာလို့လဲ symbol နဲ့ပြတာကိုဆိုလိုတာဖြစ်တယ် symbol နဲ့ပြတဲ့အခါမှာ s လို့ပြလိုက်မယ်အပြင်မှာတက်ခေါက်လိုက်မယ်ဒါဆိုရပါဒီမှာ down နေတာနဲ့ဒီမှာ spring height လို့ပြရတယ်နော်ပြီးရကောင်နောက်တစ်ပါရှိလို့ဆိုတော့helical မှာရှိတယ် helical သွားလိုက်မယ် profile section မှာရှိတယ် dimension ကိုသွားလိုက်မယ်နော် dimension ကိုသွားလိုက်ပြီးတော့ဘာဖြစ်လို့ဆိုတော့ဒီမှာ 1.5 ဆိုရှိတယ်အဲ့ဒါလေးကို double click နေလိုက်မယ်နေတဲ့အခါမှာဒီမှာ d တခုပေါ်နေနေမယ်အဲ့ဒါကိုကျွန်တော်ဘာလုပ်မလဲ ground လုပ်လိုက်မယ် ground လို့လုပ်လိုက်မယ်အဲ့ပြီးတော့ဒီမှာ dimension တက်မှာကျွန်တော်တို့ဘာလုပ်မလဲ s လို့ထည့်ရမယ်အဲ့ဒါဒီမှာ ground လို့ပေါ်လိုက်ဖြစ်တယ်နော်အဲ့လိုပဲဒီမှာဒီ 5 ကိုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ double click နေလိုက်မယ်ဒီမှာအဲ့ဒါကိုကျွန်တော်တို့ 0.1 လို့လုပ်လိုက်မယ်ပြီးရင် dimension တက်မှာဘာလို့ s လို့လုပ်လိုက်မယ်နော် 0.1 ဖြစ်သွားပြီ okay ပြီးရင်ဒါကိုလည်းအဲ့လိုပဲ double click နေလိုက်မယ်အဲ့လိုပဲ 0.2 လို့လုပ်လိုက်မယ်ပြီးရင်ဒီမှာ dimension တက်မှာကျွန်တော်တို့ဒါကို s လို့လုပ်လိုက်အဲ့ဒါဒီမှာ 0.2 ဖြစ်သွားပြီနော်ဟုတ်ပြီအဲ့ဒါလေးပြီးသွားပြီပြီးသွားတဲ့အခါမှာကျွန်တော်ဒီမှာဆိုရင် helical suite ဒါကိုသွားမယ် dimension ဒီမှာအောက်မှာ page တွေရှိနေမယ်အဲ့ page ကို double click နေလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒါလေးကို page 1 လို့လိုက်မယ်နော်1ဒါကို page 1 ထားလိုက်မယ်ပြီးရင်ဒီဟာရှိမယ်အဲ့ဒါကိုကျွန်တော်တို့ page 2 လို့ထားလိုက်မယ်နော် page 2 တိပြည့်ရဲ့အခါမှာကျွန်တော်အပေါ်သွားမယ်ဒါလေးကိုကျွန်တော်တို့ page 3 လို့လိုက်မယ် page 3ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါကိုဒီဘွားဟာကိုအပေါ်ဆုံးဟာကို page 4ပေါ့နော် page 4 လို့လိုက်မယ်ပြီးရင်မှကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီဥစ္စာကိုဒီအောက်ကိုပြန်သွားလိုက်မယ်ဒါကိုကျွန်တော် page 5 လို့လိုက်မယ် page 5 လို့လိုက်မယ်ပြီးရင်ဒီဥစ္စာကိုပြန်သွားလိုက်မယ်ဒါကို page 6 လို့လိုက်မယ် page 6 လို့လိုက်မယ်နော်အဲ့ဒါဒါလေးကိုခောက်ကြတယ်နဲ့ကျွန်တော်ဒီမှာဒီမျိုးလေးဒီမှာပေါ်လာပြီနော်ရပြီအဲ့ဒါရင် double click ထပ်ခောက်လိုက် double click ထပ်ခောက်လိုက်ရပြီအဲ့လိုပဲဒီမှာ switch section ဆိုကြီးအဲ့မှာ dimension နေလိုက်မယ်ပြီးတော့ဒီမှာ diameter 5ဆိုကြီးအဲ့တော့ double click ခောက်လိုက်မယ်အဲ့ဒါရင်ပြီးရင်ကျွန်တော်အဲ့ဒါကို 1 diameter လုပ်လိုက်မယ်1 diameter ကိုဒီကောင်ကကြတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ dimension တက်မှာကျွန်တော် s နဲ့ပြလိုက်မယ်အဲ့ဒါဒီမှာ1 diameter ဆိုပြီးပြနေပြီ okay အဲ့ဒါဒီမှာထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်ဘယ်လိုကြောင်းလဲဆိုတော့ဒီဟာတွေကိုဒီကောင်သတ်မှတ်ပြီးသွားပြီဆိုကျွန်တော်ဘယ်လိုကြောင်းလဲဆိုတော့ relation ကိုသွားကြမယ်ဒီမှာ model intent မှာ relation ဆိုတာရှိတယ် relation မှာကျွန်တော်ဒီမှာဘာရေးလိုက်မယ်ဆိုရင် profile ရော section ရောပေးလိုက်မယ်ဒန်းလိုက်မယ်နော်ဒန်းလိုက်တဲ့ကောင်မှာမျိုးပေါ်လာပြီအဲ့ဒါမှကျွန်တော်ဘာလေးရေးပြီးမှာဆိုဒီမှာကျွန်တော်ထားခဲ့ရလေးပေါ်လာပြီနော်အဲ့ဒါလေးပေါ်လာပြီအဲ့ဒါမှကျွန်တော်ဘာလို့ဆို 0.1 equal 0.1 d equal ဖြစ်တယ်နော် 1 diameter နဲ့ဒီဟာလေးဆို 0.1 1 diameter သွားတူမယ် 0.1 1 diameter နော် enter ဆိုတော့ 0.2 ကလည်း equal အဲ့လိုပဲ1 diameter နဲ့ဒါလေးကိုနှိပ်ပြီးတော့သူ့လိုမှာပေါ်လာပြီနော် enter ကျွန်တော်တက်လေးခွဲယူနေပြီနောက်ပြီး page 1ပေါ့နော်ဒီမှာ page တွေဒီမှာထားခဲ့တာလွဲနေတယ် page တွေကဒီမှာ page တွေထားခဲ့တာလွဲနေတယ် okay အဲ့ဒါဆိုရင်ဒါ okay ခဏပေးလိုက်မယ်ဒီမှာ page တွေထားခဲ့တာကျွန်တော်ပြန်သွားလိုက်မယ်ဒီမှာဖြစ်မယ်ဒီမှာကျွန်တော်ကြည့်လိုက်မယ် surface ဆိုပြီးတော့ prefix တွေ surface တွေရှိနေတယ်အဲ prefix တွေ surface တွေကျွန်တော်ဖျောက်လိုက်မယ်နော်အဲ့ဒါကိုဖျောက်ပေးလိုက်မယ်ရပြီအဲ့လိုပဲဒီမှာလည်းအဲ့လိုပဲနော်အဲ့ဒါကိုလည်းဒီမှာ prefix တွေ surface တွေရှိနေတယ်အဲ့ဒါကိုကျွန်တော်ဖျောက်လိုက်မယ်နော်ဒီမှာအဲ့ဒါကိုလည်းဒီမှာသွားလိုက်မယ်ဒီမှာ prefix တွေ surface တွေကျွန်တော်အဲ့ဒါကိုဖျောက်ကြည့်လိုက်မယ်နော်ဒါကိုဖျောက်ကြည့်လိုက်မယ်ပြီးရင်6ခုရှိရဖြစ်တယ်ပေါ့ဒါလေးကို double click လိုက်မယ် dimension တက်မှာ prefix တွေ surface တွေဖြိုးလိုက်မယ်ဒီမှာ dimension dash ဖြိုးလိုက်မယ်ဒါကိုလည်းဖြိုးလိုက်မယ် dimension dash prefix ဖြိုးလိုက်မယ်နော် okay ဖြိုးလိုက်ပြီးရမှာကျွန်တော်သွားတဲ့နေရာကိုပြန်သွားမယ် relation ပြန်သွားမယ်ဒီမှာဒါလေးကရေးပြီးသားဖြစ်မယ် enter ပြီးရတော့ကျွန်တော်ဒါကို select လိုက်မယ်ဒီမှာ profile ရော section ရောရေးမယ်ပြီးရင်မှာကျွန်တော်ဒန်းလိုက်နော်ဒန်းလိုက်ကောင်မှာဒီမျိုးရသွားပြီရတဲ့ကောင်မှာကျွန်တော် page တွေက page 1ရှိတယ်page 1 equal
အဲ့ဒါလေသူက1 diameter နဲ့တော့တူမယ် page 2ပေါ့နော် page 2ကလည်းကျွန်တော်တို့ဒီမှာ1 diameter ဖြစ်မယ်ပြီးရဲ့အခါမှာကျွန်တော်တို့ဘာလုပ်လို့ page 3ပေါ့ page 3ကလည်းပုံမှန်ဖြစ်မယ် page 3ကဒီမှာ page 3ကိုလည်းကျွန်တော်ဒီမှာရွေးလိုက်မယ် page 3 equal အဲ့ဒါလည်းကျွန်တော်1 diameter ဖြစ်မယ်ဒီမှာ1 diameter လေးကိုရွေးပြလိုက်မယ် okay လိုက်ပြီ page 4နော် page 4ကလည်းဒီမှာရွေးလိုက်မယ် equal လိုက်ပြီပြီးရင်အဲ့ဒါကို1 diameter ပဲနော်အဲ့ရပြီအမှ page 5နဲ့ page 6ကို page 5နဲ့ page 6က page 5ကကျွန်တော်တို့မှတ်မိထင်မယ်25ထားခဲ့နော်25ဆိုဒီကောင်ကြီးအကုန်လုံးကကျွန်တော်100ရှိရတယ်ဆို1.4အနေနဲ့ဒီ spring line တခုလုံးကရှိမှာပေါ့နော်အဲ့တော့ဘယ်လိုရှိမလို့ဆိုတော့ page 5ပေါ့ page 5ကျွန်တော်ရေးတယ် page 5 equal ကျွန်တော်အဲ့ဒါရင် spring length တော့ပေါ်လာလိမ့်မယ်အဲ့မှာရှိရဲ့အဲ့ spring length ကို spring length ဒီမှာ divided by 4 enter page 6ရှိရဲ့ page 6ကိုလည်းကျွန်တော်တို့ equal ဒီမှာ spring height ရှိရဲ့အဲ့ဒါကို by 4အဲ့ဒါရတော့ရင်ကျွန်တော်ဘာလုပ်မလဲ ground နော်ဒီ ground ရှိမယ် ground ကကျွန်တော်တို့ 1.5 ပဲရှိ1.5ဆိုကျွန်တော်တို့ဒီမှာဒါ1 diameter ရဲ့3ပုံတစ်ပုံလောက်ပေါ့နော်အဲ့လိုပဲကျွန်တော်ထားလိုက်မယ်1.5 ground equal 1 diameter into 0.3လို့မဟုတ်အစား3အစား3ဆိုရရတယ်နော်အစား3ဆိုရရတယ်လို့မဟုတ်0.3ဆိုရရတယ်နော်အဲ့ဒါပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ verify လုပ်မယ်ဒီမှာဒါလေးကိုနေလိုက်မယ် verify relation လုပ်လိုက်မယ် successfully ဖြစ်သွားပြီဖြစ်သွားပြီအဲ့ဒီမှာ okay လိုက်ပြီနော်ဘာလို့စမ်းကြည့်လို့ရနိုင်လို့ဆိုတော့ spring height ရှိတယ် spring height ကိုဒီမှာ spring height double click နေတဲ့အခါမှာဒီမှာ100ဖြစ်နေ100ကိုကျွန်တော်ဆိုတော့80လို့လုပ်ရမယ်အဲ့ဒါရင်အောက်ကနေသွားပြီနော်အောက်ကနေပြီးတော့ regenerate လုပ်ကြည့်လိုက်ဒီမှာအဲ့ဒါကို150လို့လုပ်ကြည့်လိုက်အောက်ကနေလိုဖြစ်သွားပြီအဲ့ကောင်ဘာပြောင်းလဲသွားသလဲဆိုတော့ကျွန်တော်ကြည့်မယ် spring height စောလေးမှာတိုင်းမယ်နော်ဒီဟာကို double click လိုက်မယ် spring height ကိုစောလေးမှာတိုင်းမယ်ကျွန်တော်100ပဲထားလိုက်မယ်100ဆိုရင်ဒီမှာကျွန်တော် illegal suite မှာဆိုရင် illegal suite မှာ edit definition မှာကျွန်တော်ပြလိုက်မယ်ဒီမှာ page မှာဆိုရင်ဒီမှာဒီလိုလေးရရှိနေဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့ကနော်ဒီမှာ spring height ကို120လောက်လုပ်ကြည့်မယ်ဆိုတော့120လောက်လုပ်ကြည့်ရမှာပြင်ကျွန်တော်အဲ့ဒါကို illegal suite ရဲ့အဲ့ဒါကို edit definition မှာကျွန်တော်ကြည့်ကြည့်မယ်ဒီမှာ page မှာကြည့်ကြည့်မယ်အဲ့ဒါဆိုရင်ဒီမှာဒီ55တွေကဟုတ်တယ်ဒီမှာဒါတွေကဘာဖြစ်သွားအောင်ဆိုတော့ဒီမှာ 0.4 နဲ့ 0.5 ကကျတော့30ဖြစ်သွားပြီเนาะ120ဆိုတော့4ပုံတစ်ပုံဆိုတော့120ကို4ပုံလုံး30ဖြစ်သွားပြီလေเนาะ okay ဘလို့ flexible လို့ရဆိုတော့ prepare မှာကျွန်တော်တို့ model properties မှာ flexible မှာ not define ဖြစ်နေသေးတယ်အဲ့ဒါအောင်မှာ change လို့လိုက်မယ်အဲ့ဒါရင်ဘယ်ဥစ္စာကိုကျွန်တော်ထည့်မှာလဲပေါ့เนาะဒီမှာ select one more item ဘယ်ဥစ္စာကိုကျွန်တော် flexible နဲ့ထည့်မှာလဲဆိုရင်ကျွန်တော်ဒီမှာ flexible ဒီဥစ္စာတစ်ခုရှိနေမယ်ဟုတ်ဒီမှာဒါကို double click လုပ်လိုက်မှာဒီလိုပေါ်လာအဲ့မှာဒါကိုထည့်လိုက်မယ်နော် okay လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာဝင်သွားပြီပြီးရမှာဒါကို okay လိုက်မယ် okay လိုက်ရင်ဒီမှာဆိုရင် flexible က define လို့ဖြစ်ပါတယ်နော် flexible ကကျွန်တော် total length ကို flexible အနေနဲ့ထားခြင်းဖြစ်တယ်နော်အဲ့တော့ကျွန်တော်ဒါလေးကိုနော် flexible spring လေးကိုနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်နော်ဒီဥစ္စာလေးဆိုရင်ဆိုတော့ကျွန်တော်က flexible ဒီ illegal spring လေးကိုပဲကျွန်တော် assembly လုပ်ထားခြင်းဖြစ်တယ်เนาะဒီဥစ္စာလေးလုပ်ထားဖြစ်တယ်အဲ့ဒါဆိုရင်ဒီမှာဒီ spring တစ်ချောင်းပဲဒါပေမဲ့ကျွန်တော်ဒီဥစ္စာတွေကိုသူ့ရဲ့ distance အကွာအဝေးတွေကိုမတူအောင်ပေးထားခြင်းဖြစ်တယ်အဲ့တော့ဒီဥစ္စာကိုကျွန်တော်လုပ်ကြည့်မယ်ဆိုပါစို့เนาะအဲ့တော့ဒီဥစ္စာလေးကိုကျွန်တော်အစအနေနဲ့ပြန်ပြလိုက်မယ်ကျွန်တော်မှာရှိနေဥစ္စာကိုအစအနေနဲ့ပြလိုက်မယ်ဒီမှာဆိုရင် assembly ပေါ့เนาะဒီမှာကျွန်တော် base ကိုရင်ထည့်မယ် base plate ကိုထည့်မယ် base plate ကိုထည့်မယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုဘာနဲ့လုပ်မလဲဆိုတော့ဒီမှာ default နဲ့ထည့်မယ် default ဖြစ်သွားပြီဒီမှာ fully constraint ဖြစ်သွားပြီ okay လိုက်ပြီပြီးရင်ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်ဒီကဓာတ်တွေကိုကျွန်တော်မလိုချင်ဘူး hide လိုက်ပြီနော် hide လိုက်ပြီးတော့ကျွန်တော်ဒီက plane လေးကိုကျွန်တော်ပေါ်လိုက်မယ်ဒီဟာလေးရှိတယ်အဲ့ဒါကျွန်တော် show လိုက်မယ်ဒီမှာဒီဟာလေးပေါ်ထားလိုက်မယ်နော်ဒါလေးပေါ်ထားမယ်အစအောင်လိုက်ကျွန်တော်ဒီ plane မှာဒီမှာဒီနေရာတွေဒီ point တွေဒီ point တွေဒီ AZ တွေကိုကျွန်တော်တို့ဒါတွေကိုကျိုးပြီးတော့ဆွဲခဲ့မယ်เนาะဟုတ်ပြီเนาะပြီးရင်မှာ play 1ဆိုရှင်မှာ story ဒီမှာ flexible spring play 1ဒီမှာဝင်လာပြီ play 1အဲ့ play 1ကလည်းကျွန်တော်ဒီမှာဆိုရင်ဒီမှာဒါတွေပြောင်းနေတယ်ဒါတွေကိုကျွန်တော် show လိုက်မယ်เนาะ
show လိုက်မယ်ဒီမှာဒါတွေကိုကျွန်တော် show လိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်ဘာကိုရင်ပေးမလဲဆိုတော့ဒီမှာဒီ point နဲ့ဒီ point ရဲ့ဒီ a သေးနဲ့ဒီ a သေးနဲ့ကိုကျွန်တော်တူပြီးတော့ပေးချင်တာဖြစ်တယ်နော်အဲ့ဒါဒါကိုခဏပေးလိုက်အောင်မယ်ဒီ a သေးရဲ့ဒီ a သေးအဲ့ဒါကိုကျွန်တော်ကိုယ်သေးရဖြစ်မယ်ကိုယ်စီရန်ပြီးတော့နောက် new constraint ပေါ့နော် new constraint ဘာဖြစ်မလဲဆိုတော့ဒီ plane ရဲ့ဒီ plane ရဲ့အဲ့ဒါလည်းကျွန်တော်ကိုယ်စီရန်ဖြစ်မယ်ပြီးတော့နောက်တစ်ခုကျတော့ new constraint ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ distance ကိုသုံးမယ် distance ဒီ plane ရဲ့ကျွန်တော်ဒီ plane ရဲ့အဲ့ဒါကိုကျွန်တော်တို့80လို့ထားလိုက်မယ်အဲ့ဒါဆိုရင်အဲ့3ခုပြည့်သွားရရင်နော် fully constraint ဖြစ်သွားပြီနော် okay ဒါကိုနားလည်မှထင်ပါတယ်နော်အဲ့ဒါဆိုရင်ဒီတစ်ခုရသွားပြီရသွားတဲ့အခါမှာကျွန်တော်ဘာလုပ်မလဲဆိုဒီမှာနောက်တစ်ခုတက်သိမ်းမယ် play 2နေရာချလိုက်မယ်ပြီး play 2ကိုကျွန်တော်အဲ့ဒါကိုကျွန်တော်ဒါတွေကိုပြန်ဖော်လိုက်မယ် show ပြီးရင်ဒီမှာ a လေးကို show လိုက်နော်ဒီမှာဒါကို remove နော်ဒီ a လေးရဲ့ဒီ a လေးကကိုယ်စီရန်ဖြစ်မယ်အဲ့ဒါကိုကျွန်တော်ကိုယ်စီရန်လို့လဲကိုယ်စီရန်ရသွားပြီအဲ့မှာ new constraint ကိုယ်စီရန်လုံးမှဒီမှာကိုယ်စီရန်လုံးမယ်ဘာလို့ဆိုတော့ဒီ plane ရဲ့နော်ပြီးတော့ new constraint အဲ့ဒါဘာဖြစ်လို့လဲကျွန်တော် distance ဖြစ်မယ် distance ဒီ plane ရဲ့အဲ့ဒါ distance ဆိုအဲ့ဒါ fully constraint ဖြစ်တယ်အဲ့ဒါဆိုရင် तू ကလဲရောက်တာသူ့ရဲ့ငကူဟာကိုသုံးမယ်100နော်အဲ့ဒါဆိုရင် fully constraint ဆိုတာကို okay လိုက်မယ်အဲ့လိုပဲကျွန်တော်တို့နောက်ထပ် Andrew Starry flexible spring ထဲမှာ play 3ကိုပေးမယ် play 3ကိုလည်းကျွန်တော်ဒါကိုပေါ်လိုက်မယ်နော် show ပြီးတော့ a လေးပေါ်လိုက်မယ် show နော်ပြီးတော့ဒီမှာဒါကြီးကိုမယူဘူး remove လိုက်မယ်ပြီးရင်အရေးကြီးတဲ့ဥစ္စာပါအောင်တော့ coefficient ပြင်မယ်အဲ့ coefficient ကဒီမှာ coefficient ဒီကဒီ a သေးရယ်ဒီကဒီ a သေးရယ်နော် coefficient ဖြစ်သွားပြီပြီးရင် new constraint ကျွန်တော်တို့ဒီ plane ရယ်အဲ့ဒါကိုကျွန်တော် distance နဲ့ပေးမယ်အဲ့ဒါကို120နဲ့ပေးမယ်နော်အဲ့တော့ fully constraint ဖြစ်ဖို့အတွက်ဆိုရင်နောက်ထပ် new constraint ဒီရယ်ဒါရယ်အဲ့ဒါရင်ဒီဟာ coefficient ဖြစ်မှာဆို fully constraint ဖြစ်သွားပြီ okay လိုက်ပြီနော်ဒီမှာဆိုရင်ဒီ plane တွေဥစ္စာတွေကကျွန်တော်မလိုတော့ဘူးနော်ဒါတွေကိုဖြောက်လိုက်မယ်ဒီ point လည်းရှိရယ် point တွေကဖြောက်လိုက်မယ် a တွေကခဏချန်လိုက်မယ်နော် a တွေခဏချန်လိုက်မယ်ပြီးတဲ့အခါမှာကျွန်တော်ဘယ်အောင်ထည့်မလဲဆိုတော့ example ဒီမှာ spring ကိုထည့်တော့မှာနော် spring ကိုထည့်မယ်ဒီ spring ကိုထည့်မယ်ကျွန်တော်တို့ဒါထည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ flexible လုပ်ခဲ့ရပြတယ် flexible helical spring ဖြစ်နေ model က flexible helical spring has a predefined flexibility ဆိုတာရှိနေ predefined flexibility ကိုကြိုတင်ပြီးတော့သတ်မှတ်ပြရှိတယ်ပြီးတော့ use is flexible component definition အဲ့ဒါကို flexible definition ကိုသုံးမလားလို့မေးတယ်သုံးမယ်လို့ပြောတယ် yes ဒီမှာ interface ကိုနှိပ်ပြီးမယ် interface နှိပ်ပြီးတော့ okay လိုက်မယ်နော်ဒီမှာ by value ကိုကျွန်တော် distance လို့လိုက်မယ်အဲ့တော့ distance ဆိုရင်ဘယ်ကနေဘယ်လဲ from ဘယ်ကနေဘယ်လို့လုပ်တာဖြစ်လဲအဲ့တော့ from ဒီကနေပြီးတော့ to ကျွန်တော်ဘယ်လုပ်မလို့ဒီလုပ်မယ်နော်အဲ့ပြီးတော့ကျွန်တော် okay လိုက်မယ်နော် new value အဲ့မှာဆိုရင်80ဖြစ်သွားပြီဒီမှာကျွန်တော် okay လိုက်ပြီplacement မှာဒီဥစ္စာကကျွန်တော်ဒီမှာဖြစ်မယ်နောက်တဲ့ဘာရှိမလို့တော့သူပြနေတယ်နောက်တဲ့ data a တွေအဲ့ data a တွေကဒီမှာဖြစ်မယ်နော်နောက်ပြီးတော့ surface လို့ပေါ်မှာဒီမှာပြနေရှိတယ်ဒီလို highlight လေးပြနေရှိတယ်အဲ့ဒါတွေကိုဒီမှာဖြစ်မယ်အဲ့ဒါဆိုရင်ပြီးတော့ဒီမှာရှိသေးတယ် data plane နဲ့ data plane ကဘယ် data plane လို့ဆိုတော့ဒီ data plane အဲ့ကျွန်တော် plane ကိုဖော်လိုက်မယ်အဲ့ data plane ကဘာလို့လဲဆိုတော့ကျွန်တော်ဒါနဲ့ပါပြီးတော့ဖြစ်အဲ့ဆိုရင်ဒီမှာ fully constraint ဖြစ်သွားတယ်နော်နားလည်မယ်ထင်ပါတယ်ဒီမှာပြန်ထပ်ထည့်မယ်နောက်ထပ်အဲ့လိုထပ်မထည့်ပဲမလုပ်လို့ရတော့ဒီဟာကိုကျွန်တော် repeat လုပ်ကြည့်မယ် repeat လုပ်ကြည့်မယ်ဒါအကုန်လုံးကိုကျွန်တော်တို့ဒါကိုအပ်လုပ်ကြည့်မယ်အဲ့ဒါ surface ကဒီ surface control ပြီးရင်ဒီ edit ပြီးရင်ဒီ surface ပြီးရင် right plane control နဲ့ဒီရပဲအဲ့ဆိုရင် repeat လုပ်တဲ့အခါမှာဒီမှာဆိုရင်ဒီမှာမရအောင်เนาะဒီမှာဒီဥစ္စာနဲ့အရွယ်တူပဲရတယ်အဲ့ဒါဆိုရင်ဒါကို cancel လိုက်မယ် yes ပေါ့
ကန်သေးပြီကျွန်တော်နောက်ထပ်အသစ်ထည့်မယ်ဒီမှာလုံးမယ်သုံးမယ် yes ပေးလိုက်မယ်ဒီမှာ interface ကိုသုံးမယ် okay ဒီမှာ value မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ distance ကိုသုံးမယ်ဘယ်ကနေပဲရေးအောင်ဆို from d ကနေပြီးတော့ to dt เนาะအဲ့ဒါ100ဆိုဖြစ်သွားပြီ okay လိုက်မယ်အဲ့ဒါရင် distance new value က100ဖြစ်သွားပြီအဲ့တော့ okay လိုက်မယ် okay လိုက်တဲ့ကောင်ဆိုသူက highlight နဲ့ပြနေကြည့် highlight နဲ့ပြနေအောက်ဆုံးမှာဒီဟာကို highlight နဲ့ပြနေမှာဒါလေး highlight နဲ့ပြတယ်အဲ့ဒါဆိုတော့ကျွန်တော်ဘယ်ကနေလုံးမှာလဲဆိုတော့မေးတယ်ဒီသူ့မှာရှိတဲ့ဟာတွေသူ့လိုရွေးထားပြီးသားဖြစ်တယ်เนาะအဲ့ဒါကိုကျွန်တော်ဒီဟာကိုလိုက်ရွေးပေးရမယ်အဲ့ဒါဆိုရင်ကျွန်တော်ဘယ် plane လို့ဆိုတော့ဒီ plane ဖြစ်မယ်ပြီးတော့ဒီကိုယ်စီးရတယ်ပြောဒီမှာဒီ A သေးပြောအဲ့ A သေးကကျွန်တော်ဒါနဲ့ဖြစ်မယ် okay အဲ့ဒါနောက်တစ်ခုကကြတော့ဒီမှာဒီကိုယ်စီးရတယ်ပြောတယ်အဲ့ဥစားကအဲ့စာဖေးကဒီဟာနဲ့ဖြစ်မယ် okay ပြီးတော့ဒီမှာကိုယ်စီးရတယ်ပြောတယ်အဲ့ဥစားကဘာလို့ဆိုတော့ဒီ plane ဖြစ်တယ်အဲ့ plane ကကျွန်တော်ဒီ plane နဲ့သွားပြီးတော့ကိုင်မယ်အဲ့ဒါရင် fully constraint ဖြစ်သွားတယ်เนาะအဲ့လိုပဲထပ်ပြီးတော့ဒီမှာထပ်ထည့်မယ်ဒီမှာ yes သုံးမယ်ပြီးဒီမှာ okay ပြီးမယ် okay ပြီးရကောင်က value ကိုဟောတော့ကျွန်တော်တို့ distance ကိုသုံးမယ် distance ဆိုရင်ဒီ distance ကိုပြီးတော့2ကဒီ distance okay လိုက်မယ် okay ပြီးတော့ဒါကို okay လိုက်မယ်เนาะအဲ့တော့ဒီအောက်ကဥစားကဒီမှာဒီကိုကြည့်လိုက်မယ်ဒီမှာ assembly ဥစားကိုယူရမယ်ဒီ plane ဖြစ်မယ်ပြီးတော့ဒီ A သေးလို့ပြောတယ်အဲ့ A သေးကကျွန်တော်ဒီက A သေးကိုယူပြီးမယ်ဒီ A သေးကိုယူမယ်ပြီးတော့အပေါ်ဆုံးကစာပေလို့ပြောတယ်အပေါ်ဆုံးကစာပေကဒါနဲ့လာရောက်ညီလို့ဖြစ်မယ်အဲ့ဒါတွေ plane ကိုကျွန်တော်ဆိုပါစို့ဒီဘောကဒီ plane ကိုယူကြည့်လိုက်မယ်နော်အဲ့ဒါရသွားပြီနော်အဲ့ဒါရင် okay လိုက်မယ်အဲ့တော့ဒါတွေကိုဖြောက်လိုက်မယ်ဒါကိုဖြောက်လိုက်မယ်ဒီမှာ layer ရှိတယ်အဲ့ layer ဥစ္စာတွေကို layer ကိုဒီမှာခဏထားလိုက်မယ်ထားလိုက်ပြီးတော့ဒီမှာကျွန်တော်တို့မလိုတဲ့ဥစ္စာတွေရှိနေတယ်အဲ့ဒါတွေကိုဖြောက်လိုက်မယ်နော်ဒီကနေပြီးတော့ဒီအဲ့ကျွန်တော်မလိုပြီးဒီကနေပြီးတော့ဒီမလိုတဲ့အားရှိရပါတော့အဲ့ဒါရင် base page ရပါပြီ play 1ကနေပြီးတော့ဒီကနေပြီးတော့ဒီ high မယ်ပြီးရင်ဒါကိုလည်းကျွန်တော် high မယ်ပြီးရင် play 2ဒီကနေပြီးတော့ဒီ high မယ်ဒါရယ် high လိုက် play 3ဒီကနေပြီးတော့ဒီ high လိုက်မယ်ဒါရယ် high လိုက်နော် flexible spring ကတော့တစ်ခုလုံးရတယ်ဒီကနေပြီးတော့ဒီ high မယ်ရပြီအဲ့ဒါဆိုရင်ကျွန်တော်ဒါကိုဒီ status ကို save လိုက်မယ် save status လုပ်လိုက်မယ်နော် save status လုပ်ပြီးတော့ကျွန်တော်ဒါကို save လိုက်မယ်နော် save လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာဒါက variable length spring ဖြစ်မှာပေါ့နော် variable length spring ဖြစ်မှာအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ flexible length spring လေးကိုဆွဲတက်သွားနိုင်မယ်လို့ထင်ပါတယ်နော်ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်